iPhone ကိုကျွန်တော်14 Pro Max 15 Pro Max ဝယ်ဖို့ဒါစဉ်းစားထားတဲ့မိတ်ဆွေများပေါ့လေဒါပြီးခဲ့တဲ့လကျွန်တော်14 Pro Max ဈေးနဲ့အခုချိန်မှာ15 Pro Max ကင်လို့ရပြီဗျာ15 Pro Max ကိုကင်ဖို့စဉ်းစားထားတဲ့မိတ်ဆွေတွေလည်းကျွန်တော်ဒါ2သိန်း3သိန်းထပ်ပေါင်းလိုက်တာနဲ့ကျွန်တော်16 Pro Max ကင်လို့ရတဲ့ဈေးတန်းတစ်ခုဖြစ်သွားတဲ့အတွက် user တွေဘက်ကလုံးဝဟိုဒါတန်သွားပြီပေါ့နော်ကျွန်တော်ဒီမှာဒါ15 Pro Max လုံးဝ original လုံးတွေရှိမယ်16 Pro Max တွေကဒါ trade ဝင်ထားတဲ့ official လုံးတွေရှိမယ်ပေါ့ original ဘူးပစ္စည်းအစုံတွေရောက်ရှိထားတယ်ဗျာဈေးကတော်တော်လေးကိုကျသွားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါကျွန်တော်16 Pro Max တွေဆိုရင်ဒါပြီးခဲ့တဲ့လကျွန်တော်15 Pro Max ဈေးနီးနဲ့ရမယ်15 Pro Max တွေဆိုရင်လည်းကျွန်တော်ဒါဟို14 Pro Max ဈေးတာလေးနဲ့ရနေရတာဖြစ်တဲ့အတွက်ပေါ့နော်တော်တော်လေးကိုတန်တယ်ဗျဒီကောင်းလေးဆိုလုံးဝစိတ်ချရမယ်လုံးဝအော်စီးဗျတရားရငန်းအော်စီးလို့ပြောလို့ရတယ်လုံးဝစိတ်ချရတယ်ဒီလုံးတွေကတော့ဒါကျွန်တော်16 Pro Max တွေနဲ့ဒါ trade ဝင်ထားလို့ဒါကျွန်တော်စီရောက်ရှိထားတာဖြစ်ပါတယ်ပြီးတော့16 Pro Max တွေက16 Pro တွေကကျွန်တော်စကန်နဲ့ရရှာနေတဲ့မိတ်ဆွေများအတွက်လည်းကျွန်တော်စီမှာဒါ16 Pro Max ဆိုပြီးတော့ဒါရောက်ရှိထားတယ်ပေါ့နော်ဒီကောင်တွေကတော့အာမခံ10လဝင်းကျင်ကြံမယ်ပေါ့ပတိတရားနဲ့ချာချင်တိုင်းလည်းဒါ100အောက်60ကျော်80ကျော်နဲ့ရမယ်ပေါ့နော်ဒီကောင်တွေဆိုလည်းလုံးဝတန်ပဲအကြည့်လွတ်မယ်နေဝရမိတ်ဆွေဆိုတော့ကျွန်တော်ငွေကြိုလွှဲရပါတယ်မြငွေလဲရောက်တာနဲ့ကျွန်တော်ကားကရနေပစ္စည်းတင်ပို့ပေးပါတယ်မန်လေးရမိတ်ဆွေဆိုရင်တော့ကျွန်တော်ဆိုင်ကိုစိတ်တိုင်းကြဒါလာရောက်ကြည့်ရှိပြီးတော့ဒါဝယ်လို့ရတယ်ပေါ့နော်အလဲထက်ပါညာနဲ့လုပ်လို့ရပါတယ်ခင်ဗျာ